မိမ့်ဘက်ကိုကနေအနံ့စိုးထွက်တာကိုတတ်တာအောင်ဘာတွေလုပ်လို့ရလဲဆိုတာဇမဒီနေ့ vlog လေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးအနံ့စိုးထွက်ရတဲ့အကြောင်းရင်းကိုအရင်ရှာဖို့လိုပါတယ်ဒါကြောင့်မို့အခုအချက်တွေရှိသလားပြန်ပြီးတော့စစ်ဆေးကြည့်ပါဘာအချက်တွေလဲဆိုရင်ဇမတို့ဒီအနံ့စိုးကပေါ့နော်ဒီအနံ့ကအရန်ဆိုးသလား fishy smell လို့ခေါ်တဲ့ငါးညီနံလိုမျိုးအနံ့နံတာမျိုးရှိသလားပြီးပြီဆိုရင်မိမ့်မကိုကနေဝါညစ်ညစ်အယောင်နဲ့အရည်တွေထွက်သလားစိမ့်ရွှင်ရှင်အယောင်နဲ့အရည်တွေထွက်သလားဆိုတာကိုကြည့်ရပါမယ်စီးသွားရင်ပူသလားနောက်ပြီးတော့နာကျင်တာတွေရားရံတာတွေရှိသလားဆိုတာသိရပါမယ်ဒီအချက်တွေရှိတယ်ဆိုရင်တော့ဒါကပိုးဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာဝန်ကိုတွားပြပြီးတော့ပိုးသက်ဆေးတောက်ဖို့လိုပါတယ်ကျမအခုပြောပြသွားတဲ့အချက်တွေလည်းဘာမှမရှိဘူးကိုယ့်ရဲ့မိမကိုကအနံဆိုးကလည်းပြင်းပြင်းထန်ထန်ကြီးမဟုတ်ဘူးဆိုရင်တော့အခုပြောတဲ့အချက်တွေကိုလုပ်လို့ရပါတယ်ပထမဦးဆုံးအချက်အနေနဲ့ကတော့ဒီမိမကိုတန်ရှင်းရေးပုံမှန်လေးလုပ်ပေးရပါမယ်တန်ရှင်းတဲ့အခါမှာလည်းရေနဲ့ပဲတန်ရှင်းရမှာဖြစ်ပါတယ်ရေပဲသုံးပါနော်တခြားအနံ့ပါတဲ့စက်ပြားတွေရေမွေးတွေမိမကိုသွားဖြန်းတာကပို့ပြီးတော့အနံဆိုးထွက်တာကိုပိုဆိုးစေပါတယ်ဒါကြောင့်ရေနွေးလေးနဲ့ကိုယ့်ရဲ့မိမကို area ကိုပုံမှန်လေးတန်ရှင်းပေးလို့ရပါတယ်ပြီးတော့ဒီ area ကိုရှောက်တွေ့နေအောင်ထားပေးရပါမယ်ပြောချင်တာကဆရာမတို့တွေအပြင်သွားတယ်ချွေးတွေဆိုပြီးတော့ပြန်လာတယ်ဆိုရင်လေဒီ area ကိုတည်တည်ချာချာတက်တန့်ရှင်းရှင်းချောက်ချောက်တွေ့တွေ့ထားပေးရပါမယ်နောက်ပြီးတော့ဆရာမတို့ကြက်တဲတဲ့ဘောင်းဘီတွေအတွင်းခံတွေဝတ်လို့မရပါဘူးအတွင်းခံဝတ်မယ်ဆိုရင်လည်းခြိသားအေးအေးပေါ့ပေါ့ပါပါလေးပဲဝတ်ပေးရပါမယ်ညအိတ်တဲ့အခါမှာလည်းအတွင်းခံချွတ်ပြီးတော့အိပ်ရပါမယ်ဒါမှမိမကိုရဲ့အနံဆိုးထွက်တာကိုတတ်တာမှာပဲဖြစ်ပါတယ်ဆရာမတို့တွေဒီအစားအသောက်အနေနဲ့ကတော့ဒိန်ဂျင်တောက်လို့ရပါတယ်ဒိန်ဂျင်မှာခန္ဓာကိုယ်အတွက်ကောင်းတဲ့ဘက်တီးရီးယားတွေကိုအများကြီးပေးနိုင်တဲ့အတွက်ဒိန်ဂျင်တောက်ပေးလို့ရပါတယ်ပြီးရင်ရေများများတောက်ပါပေါ့နော်အနည်းဆုံးကတော့ရေတန့်ဘူးနဲ့3လီတာလောက်တောက်တာကိုအားပေးပါတယ်ဒါဆိုရင်လူက hydrated ဖြစ်မယ်ပေါ့နော်ရေဓာတ်ပြည့်ဝပြီးတော့အနံဆိုးထွက်တာကိုတတ်တာစီမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ